ကုသိုလ်ကောင်းမှုဆိုတာဒီလိုပဲလှူလိုက်တဲ့အချိန်တော့ကုန်သွားတာပဲအဲ့ဒီကုန်သွားတာတွေဟာမျိုးစေ့ကိုစိုက်လိုက်တယ်လို့ပဲတစ်ချိန်ကျတော့အပင်ပေါက်လာမယ်ပေါက်လာတဲ့အကျိုးကျေးဇူးတွေကျတော့ကိုရမှာဖြစ်တယ်ဒီအဓိပ္ပာယ်မျိုးဆိုလို့အဲ့လိုမြတ်စွာဘုရားကဝေလမသုတ်တံမှာဒီလိုဟောတော့လှူတိုင်းလှူသူတွေဟာလှူတိုင်းလှူပြီးတမ်းပြီဆိုတဲ့အခါမှာအခုပြောတဲ့စိတ်တွေသဘောထားတွေကိုပြင်ဆင်ပြီးတော့လှူရမယ်ဒါကြောင့်မို့ခုဒီအလှူပွဲတွေကျင်းပတဲ့အခါမှာမြန်မာနိုင်ငံမှာပထမဆုံးသီလဆောက်တည်ကြတယ်သီလဆောက်တည်ခြင်းအပြင်အလှူရှင်တွေအတွက်ကောင်းကျိုးချမ်းသာပို့ပြီးတော့ပေးနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးတာပဲဖြစ်တယ်ပေါ့ငါးပါးသီလဆောက်တည်ပြီးတော့လှူလိုက်လို့ရှိရင်သီလမရှိပဲလှူတာနဲ့သီလရှိပြီးလှူတာပိုမြတ်တယ်လို့ဆိုတော့တခါဘုန်းကြီးတွေကပရိတ်ရွတ်တယ်မေတ္တာပို့တာပစ္စည်းကိုအလှူမခံခင်မေတ္တာပို့လိုက်ခြင်းအပြင်အလှူခံပုဂ္ဂိုလ်ရဲ့ရိုးဟာတက်သွားပြန်တယ်မေတ္တာပို့လိုက်တဲ့ပုဂ္ဂိုလ်တွေကိုလှူလိုက်တဲ့အခါမှာအလှူတို့ကပို့အကျိုးရှိလာတယ်မြေဩဇာကောင်းတဲ့မြေလူပဲမေတ္တာပွားလိုက်တဲ့ပုဂ္ဂိုလ်လှူလိုက်ရလို့ရှိရင်ပို့ပြီးတော့အကျိုးရှိလာပြန်အဲ့ဒီရည်ရွယ်ချက်နဲ့သီလပေးတယ်ပရိတ်ရွတ်တယ်ပြီးတော့မှလှူတာရေးစက်ချတာလုပ်တယ်ဒါအစင်လာကောင်းတစ်ခုပဲเนาะကောင်းမြတ်တဲ့အစင်လာကိုလုပ်တာအမှတ်တမဲ့ဒီတိုင်းပဲလှုပ်ချင်လို့လုပ်နေကြတာမဟုတ်ဘူးเนาะအစင်လာကောင်းသီလဆောက်တည်တာကအလှူရှင်တို့ရဲ့ပြင်ဆင်မှုပရိတ်ရွတ်တာကယဟန်တန်ဃာတို့ရဲ့ပြင်ဆင်မှုဒီပြင်ဆင်မှုနေရာနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာလှူတဲ့ပုဂ္ဂိုလ်မှာအကျိုးကျေးဇူးပိုရတယ်လို့သူတို့ဆိုတယ်။ဒါကြောင့်မို့လို့အဲ့လိုလှူကြမယ်။အဲ့လိုလှူတဲ့အခါမှာကောင်းကျိုးချမ်းသာအများကြီးရတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကခုနကဆံကလေးပဲလေးကိုလက်သုံးချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့စိတ်သဘောထားမှားယွင်းနဲ့အတွေးမှားပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပါတရားဟောတော်ဆိုမြတ်စွာဘုရားတရားဟောဖို့ကဒီမာဝမင်းကြီးထပုံညတ္တနမန္တအာဂမေတတိဥဒ္ဓပိန္ဒုနိပတေနဥဒ္ဓကုံဘောပိပုရတိထီရောပုရတိပုံညတ္တထောခံပိအာစေနာမြတ်စွာဘုရားဟောတာဆံလေးပဲလေးကိုလက်သုံးချောင်းနဲ့လှူတာစိတ်ကတမင်ရွဲလှူတယ်လို့လုပ်တယ်တော့ကုသိုလ်ကောင်းမှုဆိုတာတဲ့နည်းသည်ဖြစ်စေများသည်ဖြစ်စေအထင်မသေးနဲ့တဲ့နော်တနေ့မှဆွန်လေးတစ်စုံလောင်းတာပါဆိုပြီးအထင်မသေးနဲ့ဘုရားကိုပန်းလေးတစ်ပွင့်မဲ့လှူတယ်ဆိုပြီးတော့လည်းအထင်မသေးနဲ့လို့ဆိုလို့တယ်ပေါ့နော်နည်းတာများတာအထင်မသေးနဲ့ကုသိုလ်ကောင်းမှုဆိုတာခုနကပြောရတဲ့အခြေအနေကောင်းတွေနဲ့ပတ်ပိုးလိုက်လို့ရှိရင်ကြီးမားတဲ့စွမ်းအားကိုဖြစ်စေတယ်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကခုနဝါမြောက်မှာအဘိဓမ္မာတရားတက်ဟောတယ်အဘိဓမ္မာတရားတာဝရိန္ဒနတ်ပြည်မှာဟောတဲ့အခါမှာထင်းထင်းရှားရှားနတ်သားနှစ်ဦးကစောစောရောက်လာပြီးတော့မြတ်စွာဘုရားရဲ့လက်ရဘက်မှာမေရောမိနတ်သားထိုင်နေအဲ့ဒီနောင်နာမှာအိန္ဒကဆိုတဲ့နတ်သားထိုင်နေသူနဲ့ရှင်ရဲ့အင်္ဂုရဆိုတဲ့နတ်သားထိုင်နေကြတရားပွဲမစခင်ကသူတို့ကကြိုတင်ရောက်လာတာတဖြည်းဖြည်းနဲ့တကူကြီးတဲ့နတ်တွေရောက်လာကြတယ်ရောက်လာတော့မေရောမိနတ်သားကတော့မြတ်စွာဘုရားနာအနီးမှာပဲထိုင်မြဲပဲထိုင်တယ်အိန္ဒကနတ်သားကလည်းမြတ်စွာဘုရားအနီးမှာထိုင်မြဲပဲထိုင်တယ်သူ့ရဲ့တကူကကြီးမားတယ်နောက်ရောက်တဲ့နတ်တွေကသူ့ကိုမကြော်လွှားနိုင်အင်္ဂုရနတ်သားကတော့အဲ့လိုမဟုတ်ဘူးနောက်ရောက်လာတဲ့နတ်တွေကသူ့ရဲ့တကူကြီးတော့သူကနောက်ဆုံးပေးလိုက်ရတာမြတ်စွာဘုရားနဲ့12ယူဇနာလောက်ဝေးသွားတယ်ဆုတ်ပေးရတာနော်မဆုတ်ဘဲနေလို့မရဘူးသူဆုတ်ပေးရတယ်
အဲ့တော့အရှိန်ဝါချင်းကွဲပြားခြားနာတာဘာကြောင့်လဲသူတို့နှစ်ယောက်ကိုနှိုင်းယှဉ်ပြီးမြတ်စွာဘုရားဟောတယ်အိန္ဒကနတ်သားကတဲ့ယဟန္တာတစ်ပါးကိုဆွန်လေးတစ်စုံမဲ့လောင်းခဲ့တဲ့ကုသိုလ်လုပ်ခဲ့တာတဲ့အင်ကုရနတ်သားက12နှစ်ကြာထမရေချောင်းစီအလှကြီးပေးခဲ့တာအဲ့ဒီဒါနကုသိုလ်ကြောင့်သူတို့နှစ်ယောက်စလုံးနတ်ပြည်ရောက်တယ်ယဟန္တာကိုဆွန်လောင်းလိုက်တဲ့အိန္ဒကနတ်သားဟာဆွန်တစ်စုံလောင်းရတဲ့ကုသိုလ်ကြောင့်နတ်ပြည်ဖြစ်တော့လေသူ့ရဲ့တကူကပိုကြီးနေတယ်ပေါ့ဘာကြောင့်ကြီးတာတော့ဆိုရင်ခုနပြောတဲ့အလှူခံပုဂ္ဂိုလ်ရဲ့ကြီးမြတ်မှုသူ့ရဲ့စိတ်စေတနာတွေကြီးမြတ်မှုကြောင့်အကျိုးပေးတဲ့အခါပိုကြီးမားနေတယ်အင်္ဂုရဏသားက12နှစ်ကြာထမေချောင်းစီလှူတယ်ဆိုလာရောက်စားတော့တဲ့ပုဂ္ဂိုလ်တွေက9ပါးသီလတော့မလုံတဲ့ပုဂ္ဂိုလ်တွေကလေးကဝလမ်းပေါ်ကလူတွေလာစားကြတာနော်အဲ့လိုဆိုလို့တယ်အဲ့တော့မတူဘူးသူတို့တို့ကဂုံရှိဂုံတရေရှိခြင်းမတူကြတော့မြတ်စွာဘုရားနဲ့12ယူဇနာလောက်အလှမ်းกว่าအောင်ဆုပ်ပေးလိုက်ရတယ်အင်္ဂုရဏတာအဲ့ဒါကိုမြတ်စွာဘုရားကနတ်ပရိသတ်ထဲမှာထင်ထင်ရှားရှားပြောပြပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီပုဂ္ဂိုလ်ရွေးချယ်ရမယ်ဆိုတာရယ်စိတ်တွေသဘောထားတွေကောင်းမှုဆိုတာကိုအဓိကထားပြီးတော့ဟောခဲ့တာနော်အခုဒီတကာကိုလည်းမြတ်စွာဘုရားတရားဟောတယ်မာဝမင်းကြီးထပုံညတ္တနမန္တအာကမိတ္တိငါလုပ်တဲ့ကုသိုလ်လေးကနည်းနည်းပဲဆိုပြီးကုသိုလ်ဆိုတာအထင်မသေးနဲ့တဲ့နည်းနည်းလေးကအကျိုးမပေးဘူးလို့မအောင်မေ့နဲ့သူဆိုလို့တယ်ကိုလူရာဆံလေးပဲလေးကနည်းနည်းလေးပါတာဒီကုသိုလ်ကအကျိုးမပေးဘူးလို့မအောင်မေ့လေနဲ့တဲ့လောကမှာတစ်စက်မြိတ်အောက်မှာထားတဲ့စင်အိုးကြီးဟာမိုးရတဲ့အခါမှာတစ်စက်မြိတ်ကတပေါက်ချင်းတပေါက်ချင်းကြာတာစင်အိုးကြီးတဲ့ရေဝင်တာဟာတလဟောဝင်တာမဟုတ်ဘူးတစ်စက်မြိတ်ကရေလေးတပေါက်တပေါက်နဲ့ကြာလိုက်တဲ့အခါဒီအိုးကြီးဟာပြည့်သွားတယ်တနေ့ကျတော့ပြည့်သွားတယ်ဒါကြောင့်မလို့နေစဉ်နဲ့အမျှကိုစားတဲ့ထဲကစားဦးစားပြားဆွမ်းတော်လေးကိုကပ်ဖြစ်အောင်ကပ်ပန်းလေးတစ်ခွက်လှူဖြစ်အောင်လှူရေချမ်းလေးတစ်ခွက်ကပ်ဖြစ်အောင်ကပ်ပြီးနေ့စဉ်လှုပ်သွားမယ်ဆိုရင်ကုသိုလ်တွေဟာဘုရားမှာကြီးမားတဲ့ကုသိုလ်တွေဖြစ်လာမှာဖြစ်သေးကြတယ်နော်ဆွမ်းလေးတစ်စုံလောင်းတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပန်းလေးတစ်ပွင့်လှူတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ရေချမ်းလေးတစ်ခွက်ဆက်ကပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုဟာနေ့စဉ်တစ်ခုတစ်ခုတော့လှုပ်ဖြစ်အောင်လှုပ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်တွေဟာတနေ့တစ်စက်ရေပေါက်ကလေးကြားတဲ့အခါမှာအိုစီကြီးတောင်းမှပဲပြည့်သွားတယ်လို့ပဲထီရောပုရတိပုံညတထောကံပိအာစိနာနည်းနည်းလေးနဲ့ပြုလို့ရင်ကနေပြီးတော့တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တရားတွေနဲ့ပြည့်သွားမှာဖြစ်တယ်လို့ကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအထင်မသေးဘူးဆိုပြီးတော့ဒီတရားကိုဟောကြားခဲ့တာဖြစ်တယ်အဲ့ဒီတမင်ရွက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူ့ရဲ့အမှားသူ့ရဲ့စိတ်ထားလွယ်မှားမှုတွေကိုသိရှိနားလည်ပြီးသူဟာအမြင်မှန်တစ်ခုရသွားတယ်မြင်မှန်ရလို့ကုသိုလ်ကောင်းမှုတွေလုပ်တယ်မြတ်စွာဘုရားဟောလိုက်တဲ့တရားအဆုံးမှာသူကသောတပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အမြင်မှန်ရပြီးတန်တရားတွေကင်းရှင်းပြီးကုသိုလ်ကောင်းမှုကိုကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်လို့အဲ့တော့ဒီနေရာမှာဆိုလိုတာကလှူဒန်းသူနဲ့နှိုးဆော်သူနဲ့လှူဒန်းသူနှိုးဆော်သူကအကျိုးတစ်မျိုးလှူဒန်းသူကအကျိုးတစ်မျိုးနှိုးဆော်တယ်လှူတယ်ဆိုရင်အကျိုး2မျိုးလုံးရနိုင်တယ်ပေါ့အဲ့ဒါလို့ရတဲ့အခါမှာအရေးကြီးဆုံးကမွန်မြတ်တဲ့ဆန္ဒတွေကြီးမားတဲ့လုံလဝိရိယတွေပြင်းထန်တဲ့စိတ်ဓာတ်တွေအသိဉာဏ်ဆွဲဖက်ပါဝင်ပတ်သက်နေမှုတွေဒီစွမ်းရည်တွေနဲ့ထုံမွမ်းထားတဲ့ကိုယ်စိတ်လေးနဲ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးဆိုရင်ပို၍အစင်းမြင့်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်တယ်ဆို